ကျမရဲ့အဖိုးကအလွန်ချမ်းသာတဲ့စီးပွားရေးတထေးတစ်ယောက်ပါသူကကျမအတွက်ကောင်းလေးလေးယောက်ကိုရွေးထားပြီးကြီးလာရင်တယောက်ကိုလက်ထပ်ဖို့ရွေးစီခြင်းခဲ့ပါတယ်ဒါပေမဲ့ကျမကတော့မွေးစားညီကိုပဲချစ်မိသွားခဲ့ပါတယ်နောက်ဆုံးမှာလက်ထပ်မဲ့သူကိုရွေးရမယ့်နေ့ရောက်လာခဲ့ပါတယ်နောက်တစ်နေ့မှာသူတို့၄ယောက်လုံးကျမအိမ်ကိုလာပြီးဘသူကကျမရဲ့လက်ထပ်ဖို့ဖြစ်မလဲဆိုတာသိကျင်ကြပါတယ်တစ်ချိန်ကကျမအရန်ချစ်ခဲ့တဲ့မွေးစားညီကိုကတော့ကျမသူ့ကိုပဲရွေးမယ်လို့ယုံကြည်နေခဲ့ပါတယ်ဒါကြောင့်သူကကျမကိုသူ့ကိုမရွေးဖို့ပြောခဲ့ပါတယ်သူကအမှုထမ်းမလေးနဲ့အတူနေဖို့အတွက်သူ့အဆင့်တန်းအာဏာတွေကိုပါဆွန့်လွတ်ဖို့အသင့်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျမအရန်ထိတ်လန့်သွားခဲ့ပါတယ်။သူလည်းကျမလိုပဲပြန်လဲမွေးဖွားလာခဲ့တာဖြစ်ပါတယ်။အရင်ဘဝမှာတော့ကျမသူ့ကိုရွေးခဲ့ပါတယ်။ဒါပေမဲ့မင်္ဂလာဆောင်နေ့မှာသူအန္တရာယ်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီကြောင့်ကျမတဘဝလုံးတယောက်တည်းနေခဲ့ရပါတယ်။တေခါနီးမှာသူအသက်ရှင်နေသေးပြီးအမှုထမ်းမလေးနဲ့လက်ထပ်ပြီးပျော်ရွှင်စွာနေထိုင်နေတာကိုသိလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျမကိုဘဝကိုမိုက်မဲစွာဖျက်ဆီးခဲ့တာလို့ခံစားလာရပါတယ်။အဲ့ဒီအချိန်တင်မဲ့အိမ်မှာမီးလောင်သွားပြီးမီးလောင်မှုကြောင့်ကျမတို့အတွင်းမှာပိတ်မိသွားခါနီးမှာနောက်ဘဝမှာတော့ကျမနဲ့မရှိတော့ဘူးလို့ပြောခဲ့ပါတယ်။ပြန်လဲမွေးဖွားလာတဲ့အခါကျမကသူ့ကိုပြန်လဲစားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်9ရက်အတွင်းစစ်ဆက်ပွဲမှာလက်ထပ်ဖို့ကိုကြီးညာမယ်လို့လူတိုင်းကိုပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာအမှုထမ်းမလေးကလာပြီးကျမရှိမှဒူးထောက်ပြီးသူနဲ့မွေးစားညီအကိုကိုအတူနေခွင့်ပေးဖို့တောင်းပန်ခဲ့ပါတယ်။ကျမမပေးလိုက်တော့သူကမေ့လျော့တယ်လို့လုပ်ပြခဲ့ပါတယ်။မွေးစားညီအကိုကအမြန်လာပြီးသူမကိုထောက်ပံ့ပေးခဲ့ပါတယ်။ပြီးတော့ကျမကိုအမှုထမ်းမလေးကိုမငင်းပန်းဖို့တတိပေးခဲ့ပြီးမဟုတ်ရင်ဘယ်တော့မှမလွတ်မချမ်းဘူးလို့ပြောခဲ့ပါတယ်။ပြီးတော့သူမကိုချီပြီးထွက်သွားခဲ့ပါတယ်။မကြခင်မှာပဲစစ်ဆက်ပွဲနေ့ရောက်လာခဲ့ပါတယ်အရင်ဘဝလိုပဲကျမသူ့ကိုပဲရွေးမယ်လို့သူကယုံကြည်နေခဲ့ပါတယ်။သူကကျမကိုမထီမဲ့မြင်ပြီးသူမရှိရင်မနေနိုင်ဘူးလို့ပြောခဲ့ပါတယ်။အမှုထမ်းမလေးလည်းကျမကိုဘေးကနေထပ်မံလှုပ်ဆော်ခဲ့ပါတယ်။ဒါကြောင့်လူတိုင်းကကျမကိုအပြစ်တင်လာကြပါတယ်။အဲ့ဒီအချိန်မှာကျမလက်ထပ်ဖို့ကိုကြီးညာဖို့ပြင်ဆင်လိုက်ပါတယ်။မွေးစားညီအကိုကကျမကိုအရှက်ရစေဖို့စင်မြင့်ပေါ်တက်ဖို့ပြင်ဆင်နေခဲ့ပေမဲ့ကျမအမိကိုပြောလိုက်တဲ့အခါလူတိုင်းမယုံနိုင်လောက်အောင်ဖြစ်သွားခဲ့ပါတယ်။